ကျွန်တော်တို့ဒီ computing မှာခက်တဲ့အပိုင်းတစ်ခုကိုပြပါဆိုရင် operating system လို့ကောက်ပြီးစောက်တာเนาะprogramming language တွေကိုယ်တိုင်ရေးတာဒီလိုဟာတွေကအခက်ခဲဆုံးပဲအဲ့တော့ကျွန်တော်ကိုယ်တိုင်ဆိုရင်လည်း computer programming language ကျွန်တော်မှာကိုယ်ပိုင် language ရှိတယ်เนาะ javascript လိုမျိုး language ရှိတယ်အဲ့ဒါကိုကျွန်တော်ပြမယ်ပေါ့เนาะအဲ့ဒီ programming language နာမည်ကပါလဲဆိုရင် WE programming language လို့ခေါ်ပါတယ်အဲ့တော့ဒီ language ရကြတော့ကျွန်တော်တို့ဒီနိုင်ငံခြားမှာဆိုရင် ADA ဆိုတဲ့နာမည်နဲ့ပေါ့နော် programming language ရှိတယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီမြန်မာနိုင်ငံမှာဆိုရင်လည်းလှတဲ့ဟာတစ်ခုကိုယူပြီးတော့ပေးလိုက်တာပေါ့နော်အဲ့တော့မြန်မာမှာဆိုရင်လည်း main ကလေးနာမည်ဆိုရင်ဒီနာမည်ကလှတယ်ဒါကြောင့်မို့လို့ကျွန်တော်ဒါကိုယူထားတာဒါမှဆိုရင် object oriented programming language ကိုဒီ programming language နဲ့ဘယ်လိုမျိုးရေးမလဲပေါ့နော်ဒါပြပေးထားတာဒါတွေကတော့ကျွန်တော်ရဲ့ programming language ရဲ့ documentation ပေါ့ဗျာဒီမှာဆိုရင်သူ့ထဲမှာပါတဲ့ feature တွေကိုရေးပေးထားတယ်ပေါ့နော် expression string ဒါတွေကကျွန်တော်တို့ javascript မှာသင်တဲ့ဟာတွေအကုန်လုံးပါတယ်ကွာသိလား object oriented programming တိပါတယ် python သမားတွေဆိုရင် OOP ကျွန်တော်သင်ပေးထားတယ်အကုန်ပါတယ်လာပြီးတော့စမ်းကြည့်လို့ရတယ်ပေါ့နော်ဒါအပြင်ကျွန်တော် programming language တွေဘယ်လိုမျိုးရေးလဲဆိုတာကိုကျွန်တော်ဒီမှာရေးနည်းကိုလည်းကျွန်တော်ပြောပေးထားတယ် documentation ကကိုယ့်ဘာသာကိုသွားပြီးတော့ဖတ်ကြည့်လို့ရတယ်ဒါမှ wiki.vercel.app မှာသွားပြီးတော့လေ့လာကြည့်လို့ရအဲ့ဒီ programming language ကိုရေးတော့ဆိုရင်ကျွန်တော်အပျော်ရေးတာပေါ့နော်ကျွန်တော် full stack laravel နဲ့ vue နဲ့ရေးနေတဲ့ကာလမှာပြင်းတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီခဏရေးလိုက်တာ3ရက်ပဲကြာတယ်ပေါ့နော်အဲ့တော့ AI နေလဲကောင်းကောင်းကန်ကန်မရှိသေးတဲ့ခက်ပေါ့ဗျာအဲ့တော့ကျွန်တော်ဒီသူများတွေရေးထားတဲ့စာတိုပေစာတွေအများကြီးဖတ်ရတယ်စာအုပ်တွေဖတ်ရတယ် interpretation ဆိုတဲ့စာအုပ်ရှိတယ်ပေါ့နော်အဲ့ထဲမှာကျွန်တော် reference ထဲမှာထည့်ပေးထားတယ်အဲ့ဒီကစာအုပ်အထူကြီးကိုကျွန်တော်ဖတ်ရတယ်ဖတ်ပြီးတော့ဒါကဘယ်လိုမျိုးသွားလဲဒီ programming language ဒီဘယ်လိုမျိုးရေးရလဲဆိုတာကိုကျွန်တော်ဒီလေ့လာပြီးတော့ရေးခဲ့တာ okay အဲ့တော့ဒါကကြတော့ဒါကျွန်တော်ရဲ့ skill set ကိုကျွန်တော်ပြောတာပေါ့နော်အဲ့တော့ပုံမှန်ဆိုရင်ကျွန်တော်ပြောလို့မရှိဘူးပေါ့နော်ဒါဘာလို့ပြောလဲဆိုရင်လူတိုင်းဒီ programming language တစ်ခုကိုရေးတင်လားမရေးတင်ဘူးလားဆိုတာကျွန်တော်ဆွေးနွေးနေတာမဟုတ်ဘူးလူတိုင်းဒီ computing ရဲ့ advanced ဘိုင်းကိုသူ့ရဲ့အနှစ်သာရကိုခန်းစားကြည့်ဖို့ဆိုရင် low level နဲ့ပတ်သက်တာတခုဖြစ်ဖြစ်ခုနလိုမျိုး programming language အသေးလေးတွေဖြစ်ဖြစ်ရေးကြည့်ဖို့အတွက်ကျွန်တော်က try စေချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကို confident ပို့ပြီးတော့တက်စေတယ် imposter syndrome မဖြစ်အောင် prevent လုပ်လို့ရတယ်ဒီလိုမျိုး programming language တစ်ခုရေးတဲ့အချိန်မှာ imposter syndrome တွေအတောင့်လိုက်တက်ပါမယ်အဲ့တော့စူးစမ်းပြီးတော့ရေးစေချင်တယ်ပေါ့နော်ကျွန်တော်ဒီတော့ကြprogramming language ကိုသင်နေတဲ့ဟာကအခုမှသင်တာတော့အရင်တုန်းကဆိုကျွန်တော် workshop ကိုလူကိုယာနဲ့ချီပြီးတော့ကျွန်တော် live လွှင့်ပြီးတော့ free ပေးတာပေါ့နော်conference မှာဆိုလည်း domain driven architecture ဆိုကျွန်တော်အများကြီးပဲကျွန်တော်ပြောပြခဲ့တာတွေရှိပါတယ်ဒါတွေက record လုပ်မထားလို့ရသိလားအဲ့တော့မြန်မာ web developer conference လို့ software engineer conference လို့ရှိပါတယ်ထားပါတော့ဒါအရေးမကြီးအဲ့တော့ဒါကျွန်တော်ရဲ့ skill set ကိုချပြတာအတိတဲ့နောက်ပိုင်းလည်းပြကြရရှိတယ်ပေါ့နော်နောက်မှပြန်ပြီးတော့တွေ့ပါမယ်